အခုရက်ပိုင်းမှာအခုလိုမျိုးပေါ့နော် profile လေးမှာအနီးဆက်ပြတယ်ပြီးလို့ရှိရင် set add လေးပေါ်တယ်ပေါ့နော်အဲ့ဒါကဘာဖြစ်တာလဲပေါ့နော်မိကုန်းလေးတွေရှိတာဖြစ်တဲ့အတွက်ကြောင့်မနေ့တုန်းကလည်းကိုအောင်ပိုးတင်လိုက်တယ်ဒါပေမဲ့မေးတဲ့လူတွေအများကြီးရှိတာဖြစ်တဲ့အတွက်ကြောင့်ဖြေပေးမယ်အရင်တုန်းကဆိုရင်တော့ဒီပုံစံလေးသူမပြဘူးဘန်ပုံစံလေး content new လေးသူပြတယ်ပုံစံပြလို့ရှိရင်တော့ကိုအောင်တို့ပင်းအောက်ကိုအစုံတက်ဖို့အတွက်သူပြောတယ်ပေါ့နော်ဘယ်နေ့မှာကိုအောင်တို့ဘန်ချိတ်လိုက်ပါလို့သူပြောတယ်ပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းမှာ Facebook ရဲ့ဒီအပြောင်းလဲကြောင့်ပေါ့နော် profile မှာအနီးပြပြီးတော့ပြီးလို့ရှိရင်ဒီဘက်မှာ set add လေးပြတယ်အဲ့ဒါကတော့တချို့ကြတော့အမှားထင်ကြတယ်ပေါ့နော်ပြဿနာတွေရှိတယ်လို့ထင်ကြတယ်ပြဿနာမဟုတ်ပါဘူးကိုအောင်တို့ကိုသူကဘန်အဆုံးတက်ခိုင်းတာဖြစ်တဲ့အတွက်ကြောင့်ဒါကြောင့်မို့ Facebook ကတော့အမြဲတမ်းပြောင်းလဲနေတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီနေ့နဲ့မနေ့ဖန်လည်းမတူတော့တာဖြစ်တဲ့အတွက်ကြောင့်ကိုအောင်တို့စိတ်မပူနဲ့ပေါ့နော်ဒါကြောင့်မို့အခုလိုမျိုးပေါ်တာကြတော့အပြစ်မဟုတ်ပေါ့နော်ကိုအောင်တို့ကိုဘန်ချိတ်ဖို့သူပြောတယ်ဘန်ချိတ်တာကြတော့စတားပွေလို့ရှိရင်လည်းပဲဘန်ချိတ်ခိုင်းတယ်ပေါ့နော်စတားကြတော့ follower 900နဲ့ပွေတယ်ပေါ့နော်ဒါကတော့လူတိုင်းရတဲ့စတားပေါ့နော်ဒါကြောင့်မို့လို့စတားပွေလဲသူကဘန်ပေးချိတ်တယ်ကိုအောင်တို့ကို CM ပွေလဲသူကဘန်ပေးချိတ်တယ်ပေါ့နော်ဒါကြောင့်မို့ကိုရဲ့အကောင့်မှာအခုလိုမျိုးပေါ်တယ်ဆိုရင်တော့ကိုအောင်တို့ဘန်ချိတ်ချင်တယ်ဆိုရင်တော့ချိတ်လို့ရပါပြီဒါပေမဲ့အခုနောက်ပိုင်းမှာဆိုရင်ဘန်ချိတ်တာနည်းနည်းလေးအဲ့ဒါများနေတာဖြစ်တဲ့အတွက်ကြောင့်တကယ်လို့ကိုအောင်တို့မလောက်တက်ဘူးဆိုရင်တော့စာပေးအပ်လို့ရတယ်စာပေးအပ်မယ်ဆိုရင်လည်းကိုအောင်တို့ comment မှာပဲမရေးပါနဲ့ဘာကြောင့်လဲဆိုလူလိန်တွေအများများတာဖြစ်တဲ့အတွက်ကြောင့်ကိုအောင်တို့ကတကယ်အပ်ချင်တယ်ဆိုရင် Messenger ကိုပဲတွားပါကိုအောင်တို့ Messenger ကနေတွားပြီးမှပဲကိုအောင်တို့တေချာတိုင်းပင်ပါပြီးလို့ရှိရင်ကိုအောင်စီမှာစာပေးအပ်လို့ရှိရင်တော့ကိုအောင်ပတ်စံကြိုမတောင်းပါဘူးအားလုံးပြီးကုန်မှာပတ်စံပေးရတာဖြစ်တဲ့အတွက်ကြောင့်ပတ်စံကြိုတောင်းတယ်ဆိုတော့အကောက်အတုပေါ့နော်ဒါကြောင့်မို့လို့ကိုအောင်တို့ဒီနယ်ပယ်မှာအလောက်လောက်ရတာလဲဒီအကောက်အတုတွေကြောင့်ပေါ့နော်တော်တော်လေးစိမ့်ညစ်နေပြီဒါကြောင့်မို့လို့အားလုံးပဲကိုအောင်တို့စာပေးအပ်မယ်ဆိုတော့ဂရုစိုက်ပါကဲဒါကြောင့်မို့ကိုအောင်တို့အလောက်အပ်မယ်ဆိုရင်ကိုအောင်စီမှာမဟုတ်ဘူးကိုအောင်တို့ယုံကြည်စိတ်ချတဲ့လူမှာအပ်လို့ရပါတယ်အခုမေကွန်ကအရန်မေးများတာဖြစ်တဲ့အတွက်ကြောင့်ဖြေပေးလိုက်ပြီအားလုံးပဲနောက်ထပ်သိချင်တဲ့မေကွန်လေးတွေရှိတယ်ဆို comment အောက်မှာရေးလာပါအားလုံးပဲနောက်ဗီဒီယိုမှာထပ်ဆုံကြ